ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကျွန်တော်တို့မြေညှိတာပေါ့နော်ဒီမြေညှိတာတော်တော်ကောင်းတယ်အဲ့တော့မြေညှိတာဒီကျွန်တော်တို့ဒီအထိုင်မှာလင်မန်း6ပြားတက်မယ်လင်မန်း6ပြားကိုထဲစုထဲလန်ကောင်းကျင်တို့4ပြားတဲ့မောင်းကျင်တယ်ဘေး2ပန်းကိုဖြုတ်ပြီးတော့4ပန်းနဲ့မောင်းလို့ရတယ်6ပန်းလုံးကိုဖြုတ်ပြီးတော့ကျွန်တော်တို့နောက်မှာဆက်သွားကိုပြန်တက်ပြီးတော့ဆက်သွားနဲ့ပြန်ခုံမယ်ဆိုတော့ဒီအထိုင်တစ်ခုထဲမှာနေကျွန်တော်တို့လင်မန်း6ပန်းလင်မန်း4ပန်းเนาะအကုန်လုံးဖြုတ်ပြီးတော့ဆက်တုံးပြန်တက်မယ်ဒီကောင်ကြီးကိုတိုက်မဆွဲအောင်ကျွန်တော်တို့ထောက်ဘိန်းတာယာဘိန်းရှိတယ်ကျွန်တော် line ပေါ်မှာလည်းမောင်းပြထားတာတွေ့အဲ့တော့ထောက်ဘိန်းတာယာဘိန်းနဲ့ကျွန်တော်တို့ကွန်ကရစ်လမ်းကတ်တရာလမ်းတွေကိုမထမ်းရမယ်နဲ့တိုက်ဆွဲလို့ရအောင်တာယာဘိန်းကြီးပါတယ်အဲ့တော့ဒီလိုမြင်ညှိတဲ့ကိရိယာဒါကျွန်တော်တို့မြင်ညှိတဲ့ကိရိယာနဲ့ဒါမြင်ညှိတာပေါ့နော်အဲ့တော့မြင်ညှိတဲ့ကိရိယာ4မျိုးရှိတယ်ကျွန်တော်တို့ကြမ်းပြားအပါသူနဲ့တွဲဖက်သုံးတဲ့ဟာ4မျိုးရှိတယ်အဲ့တော့အဲ့4မျိုးလဲပါတယ်အဲ့တော့ဒါတွေအကုန်လုံးကိုနိုင်တဲ့အင်ဂျင်က ZD155 မှာနိုင်မယ်နော်ဒီ ZD155 ကိုဘူရာအင်ဂျင်မှနိုင်ကျန်တဲ့အင်ဂျင်မနိုင်ဘူးလားနော်ကျန်တဲ့အင်ဂျင်တော့မနိုင်ဘူးလားနော်မနိုင်တော့ဘူးကျွန်တော်တို့လင်မန်း6ပန်းတို့လင်မန်း4ပန်းတို့ကြတော့ကျွန်တော်တို့140တွေ120တွေကဘလို့မှမနိုင်တော့ဘူးမနိုင်ရင် तू ကဘလောက်ပဲရမလဲဆိုရင်ကျွန်တော်တို့စက်တုံးတုံးထိုင်မောင်းလောက်ပဲလိန်တုံးပေါ့အောက်ကစူးလုံးဆက်သွားတုံးလောက်ပဲ तू ကထိုင်မောင်းလုပ်လို့ကြတယ်လင်မန်းကြတော့ तू ကစူးငါဖြစ်တဲ့အတွက်စက်ကမယုံနိုင်တော့ဘူးအဲ့တော့ဒီစက်တည်းဒီမြေညှိတာလင်မန်းလှန်တာဆက်ခုတ်တာเนาะအကုန်လုံးကိုလုံနိုင်တယ်အဲ့တော့အချောက်ပဲအချိန်မှာအချောက်ကြတော့လေ तू ကကျွန်တော်တို့ထွန်တက်ကြီးတွေတော့မရဘူးပေါ့ဗျာเนาะထွန်တက်ကြီးတွေလို့6ပန်း9ပန်းလို့အနက်တွေเนาะခုနက16ပန်းလို့18ပန်းလို့ဟာမျိုးတော့မရဘူးเนาะထွန်တက်ကြီးကတော့သူ့ရဲ့အားအင်လည်းရှိတယ်เนาะဝိတ်လည်းရှိတဲ့ခါကျတော့ဒီကောင်ကခြာဆွဲလေးဒီခုံအပေါ်လေးမှာခြဆွဲရတာဖြစ်တဲ့အတွက်သူကကျွန်တော်လဲ line ပေါ်မှာမောင်းတင်းတဲ့လောက်တွေမောင်းပြထားတယ်เนาะပဲချိန်မှာတော့ချစ်ယုံလောက်ပဲရမယ်เนาะအဲ့တော့စကားကိုကျွန်တော်ဗျမ်းမတာမပြောဘူးเนาะကိုစကားကိုကိုထိမ့်ပြောပါချစ်ယုံလောက်ပဲရမယ်ကိုကနဲ့ကိုပြင်ဆင်ပြီးမောင်းမယ်ဆိုရင်ချစ်ယုံတာရမယ်အဲ့တော့ဒီစက်တကြီးဒီတနေ့ကိုဧကအများကြီးလုံးနိုင်เนาะဆက်ခုတ်တာเนาะလင်မန်းလန်တာတနေ့ကိုစေကနေဧက20အထိကိုလုံးနိုင်เนาะကျွန်တော်တို့6ပန်းလှန်မယ်ဆိုရင်တနေ့ကိုเนาะတကယ်မောင်းတက်တဲ့လူဆိုဧက20လောက်ထိလန်တယ်လှန်လို့ရတယ်အဲ့တော့အကျွင်းနဲ့ကြံတယ်เนาะအကျွင်းနဲ့ကြံတယ်ကျွင်းနဲ့ကြံတယ်ကအစုံမာကတိတ်ပြဿနာမရှိဘူးကျွန်တော်တို့เนาะဒီလင်မန်းကိုဖြုတ်ပြီးတော့ဆက်ပြန်ဖိပြီးခုတ်လိုက်တယ်ဆိုရင်အဲ့ဥစ္စာတွေအကုန်လုံးကအကျွင်းကြံတွေကအကုန်ပျောက်သွားတယ်အဓိကကတော့ကျွန်တော်ထိတ်ပွင့်ပြီးတော့မှောက်တင်းသလောက်မှောက်လန်တင်းသလောက်လန်သွားအောင်ကျွန်တော်တို့เนาะဒါအကောင်းဆုံးလုပ်ပေးထားတာအဲ့တော့ကျွန်တော်တို့တစောင်းတွေကျွန်တော်တို့ထဲကိုတစောင်းချိန်မယ်ထွန်သက်ကြီးတို့ထဲကိုတစောင်းချိန်မယ်ဆိုရင်ထွန်သက်ကြီးတောင်ချက်ချင်းကြီးနဲ့เนาะတေချာချုပ်ထားတာတောင်မှပဲတခါတလေလင်မန်းကနောက်ကအတွဲကတစောင်းချိတ်เนาะတစောင်းကြီးဆွဲနေတယ်ဒီသေးသေးလေးကဘယ်လိုလုပ်ပြီးကျွန်တော်တို့เนาะတစောင်းလှန်မယ်ဆိုရင်ဒီ4ပန်းလို့6ပန်းလို့စုအောင်လှန်မယ်ဆိုရင်ဘလို့မအောင်ဒီဆက်ကလည်းမယုံနိုင်တယ်လို့လှဲ့လို့ပတ်လို့လည်းမကောင်းဘူးထဲလဲစုသွားပြီဆိုဆက်လည်းမယုံနိုင်ဘူးအဲ့ဒါကိုယုံနိုင်အောင်ဆက်ပြီးလုပ်မယ်ဆိုရင်နောက်ပိုင်းဆိုင်ရာဆက်ပိုင်းဆိုင်ရာတွေကပျက်စီးတော့အဲ့တော့ကျွန်တော်အခုပြနေတဲ့ဟာတွေက6ပန်းနေ4ပန်းတွေကဆက်ဒီတက်တောင့်တက်တာနဲ့ယုံနိုင်တဲ့နီလန်းကိုကျွန်တော်တို့ကသွားနေတာနံပါတ်1เนาะဆက်မပြေအောင်เนาะနောက်တစ်ခါလုပ်ငန်းခွင်မှာလည်းသူ့အားသူ့ရင်နဲ့ကျွန်တော်တို့မြန်ဆန်ပြီးအောင်เนาะလိုချင်တဲ့အနက်တွေကိုအသက်ကုန်အနက်ကြီးတွေရအောင်ထဲသူးထဲလန်နေအနက်ကြီးတွေရအောင်လုပ်မယ်ဆိုရင်ဒီဆက်တွေဒီเนาะခြာသွဲတွေဖြစ်တဲ့အင်ဂျင်ကအကောင်သေးတဲ့အတွက်เนาะမဖြစ်နိုင်တာယူအတင်းခိုင်းတယ်လို့ဖြစ်ရင်ဆက်ဒီခဏလေးနဲ့တင်ပြတ်သွားမှာအဲ့တော့အင်ဂျင်ကတော့မပြတ်ဘူးအင်ဂျင်